ရန်ကုန်မှမန္တလေးစကိုင်းတို့မြေပြင်စင်းကူကြမဲ့ volunteer များအတွက်လမ်းခီးအခြေအနေရန်ကုန်ကနေမန္တလေးကိုကယ်ဆယ်ရေးသွားမဲ့သူတွေအတွက်လမ်းကြောင်းများကိုပြောပြပေးမှာပဲဖြစ်ပါရခင်ဗျာလမ်းဟောင်းနဲ့လမ်းတစ်ကိုမျှသုံးပြီးတော့သွားပေးရမှာဖြစ်ပါရခင်ဗျာအမြန်လမ်းကနေသွားမယ်ဆိုရင်138မိုင်ကနေအုတ်တွင်းကိုဆင်းပြီးလမ်းဟောင်းတိုင်းမောင်းလာပြီးပါအဲဒီကနေတောင်ကူမြို့ပြင်ရောက်ပြီဆိုရင်တော့အမြန်လမ်းကိုပြန်တက်ရမှာဖြစ်ပါရခင်ဗျာမန္တလေးနားမရောက်ခင်မှာတော့မြင့်ငယ်တရားကျိုးနေတဲ့အတွက်အဲ့ဒီနောက်ကိုရောက်ရင်လမ်းဟောင်းအတိုင်းပြန်ဆင်းသွားရမှာဖြစ်ပါရဲ့ခင်ဗျာအထူးသတိပေးချက်အနေနဲ့ကတော့ညာရင်ညတာသွားမယ်ဆိုရင်လမ်းခီးအဆင်မပြေတာမလို့အထိကိအပျက်စီးတွေကိုဂရုစိုက်ရှောင်ရှားပြီးမောင်းနှင်ဖို့သတိပေးခြင်းပါရဲ့ခင်ဗျာနောက်ထပ်အနေနဲ့မန္တလေးကနေစကိုင်းကိုသွားဖို့လမ်းကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါရဲ့ခင်ဗျာမန္တလေးကနေစကိုင်းကိုသွားဖို့လမ်းကြောင်းမှာတော့တရားအမှတ်1ကကားအသေးတွေနဲ့အိုးဝေတွေဖြတ်လို့ရသလိုဇက်နယ်လေကူးလို့ရပါရဲ့ခင်ဗျာစကိုင်းစေးုံကြီးမှာတော့စစ်သားနဲ့ရဲတွေလမ်းပိတ်ထားလေးရှိလို့အစင်ပြေအောင်ညှိပြောပြီးသွားလို့ရပါတယ်။နောက်ပြီးမြို့မဈေးဘက်မှာလည်းလုံခြုံရေးယူထားလေးရှိလို့အစင်ပြေစကားနဲ့ညှိပြောပြီးတော့သွားကူပေးလို့ရပါတယ်ခင်ဗျာ။ယခုကျွန်တော်ပြောပြပေးခဲ့တဲ့လမ်းကြောင်းတွေကတော့မြေပြင်အထိစင်းကူပြီးသွားရောက်ကဲဆယ်ပေးနေတဲ့လူတွေညွှန်ပြထားတဲ့လမ်းကြောင်းတွေပဲဖြစ်ပါတယ်ခင်ဗျာ။မြေပြင်အထိစင်းကူပေးနေတဲ့ volunteer များဘေးမတိရန်မခပဲလမ်းခီးအစင်ပြေချုံးမွေပါစေလို့ကျွန်တော်တို့ team ကနေပြီးတော့ဆူတောင်းမြတ်တာပို့သလိုက်ပါရခင်ဗျာမြန်မာပြည်ကြီးငြိမ်းချမ်းပါစေ